အဲ့ဒီလူကရေအောက်မှာပုံးကွယ်နေတဲ့ရေသူမတွေတကယ်ရှိကြောင်းအတည်ပြုပြီးတဲ့နောက်ကမ်းပေါ်မှာရှိတဲ့သူ့ရဲ့အဖွဲ့သားတွေကိုချက်ချင်းပဲအချက်ပြပြီးတနက်နဲ့အဆက်မပြတ်ပြစ်ခတ်ခိုင်းပါတော့တယ်ရေသူမလေးတွေဟာထိတ်လန့်တကြားဖြစ်ပြီးအရက်မျက်နှာအနှံ့ကိုပြန်ကျဲကထွက်ပြေးခဲ့ကြပေမဲ့လူသားတွေရဲ့ရက်စက်လာတဲ့တိုက်ခိုက်မှုတန်းကြောင့်နောက်ဆုံးမှာတော့ကန်းဆက်ပေါ်ကိုမဖြစ်မနေခုန်တက်ခဲ့ကြရပါတယ်ဒါပေမဲ့လည်းသူတို့တွေဟာလူသားတွေရဲ့လိုက်လံဖမ်းဆီးမှုကနေမလွတ်မြောက်နိုင်ခဲ့ကြပါဘူးစိတ်မကောင်းစရာကတော့ရေသူမလေးတကောင်ဖမ်းဆီးခြင်းခံလိုက်ရပြီးအဲ့ဒီလူကသူမကိုယူဆောင်မသွားခင်မှာစက်ပစ္စည်းတစ်ခုနဲ့သူမရဲ့ခန္ဓာကိုယ်ကိုစကင်ဖက်စစ်ဆေးနေခဲ့ပါတယ်ဒီလိုအရေးကြုံနေတဲ့အချိန်မှာပဲသူမရဲ့အမဖြစ်သူကဝင်ရောက်ကယ်ဆယ်ဖို့စူးစမ်းခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာတင်သူမပါလူသားတွေရဲ့လက်ထဲကိုထပ်မံဖမ်းဆီးခြင်းခံလိုက်ရပြန်ပါတယ်လူသားတစ်ယောက်ကရေသူမလေးကိုဓာတ်နဲ့ခုတ်ဖို့ရွယ်လိုက်တဲ့အချိန်မှာတော့သူမကဖြက်လက်စွာရှောင်တိန်ပြီးရေထဲကိုပြန်လည်ခုန်ဆင်းသွားနိုင်ခဲ့ပါတယ်သို့တော်လည်းလူဆိုးတွေကလက်မလျှော့ပဲရေအောက်ထဲအထိလှန်ချက်တွေနဲ့လိုက်လံထိုးနှက်ကြပါတယ်ရေသူမလေးဟာအသေးအတန်ထွက်ပြေးခဲ့ရပြီးလူဆိုးတွေကလည်းနောက်ကနေမစုံမနစ်လိုက်လံဖမ်းဆီးခဲ့ကြပါတယ်ရေသူမလေးဖမ်းမိတော့မဲ့ဆဲအချိန်မှာပဲအော်တိုဘတ်ရေဘဝဲစွမ်းအားရှင်ကသူ့ရဲ့လက်တံတွေကိုအချိန်မီဆန့်ထုတ်ပြီးသူမကိုကယ်တင်ပေးခဲ့ပါတယ်အဲ့ဒီရေဘဝဲလူသားကသူ့ရဲ့လောက်လေးခွလိုစွမ်းအားကိုသုံးပြီးရေသူမလေးကိုလှိုင်ကူအပြင်ဘက်ရောက်အောင်လွှတ်တင်ပေးလိုက်တဲ့အတွက်သူမဟာဘေးရန်ရေကနေခိတခဏရုံထွက်နိုင်ခဲ့ပါတယ်မိမိကိုယ်ကိုဘေးကင်းပြီလို့ထင်မှတ်နေတဲ့အချိန်မှာပဲအပေါ်စီးကနေရုတ်တရက်ကျလာတဲ့ပိုက်ကွန်ကြီးတစ်ခုတည်းကိုရေသူမလေးတဲ့ကြီးတိုးမိပြီးပြန်လည်ဖမ်းဆီးခြင်းခံလိုက်ရပါတော့တယ်ဗီဒီယိုတွေကဇလန်းလှည့်ပြောင်းလေးကတော့ဒါပါပဲဗျာစိတ်ဝင်စားစရာကောင်းတဲ့တခြားဇလန်းတို့တေးကြည့်ခြင်း channel လေးကို subscribe လုပ်သွားနော်